ယော်နယ်ဒိုကိုရိုင်းနောင်ဒီလိုမျိုးကိုနောက်တစ်ကြိမ်ထပ်မံသွင်းယူနိုင်ဖို့မလွယ်ကူတော့ပါဘူးမာဆယ်လိုကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ယော်နယ်ဒိုစီကိုဘောလုံးပေးပို့လိုက်တာပါဒါပေမဲ့ပေးပို့မှုကအလွန်အဆင်မပြေခဲ့တာကြောင့်ဘောလုံးကတစ်ဖက်ကိုးသမားစီကိုတက်တက်ကြီးဥတီသွားခဲ့ပါတယ်ဒါပေမဲ့ဘူဖွန်ကဘောလုံးကိုဖမ်းယူဖို့စ조사တဲ့အချိန်မှာပဲဒီကစားသမားကဘောလုံးကိုဝင်ကန်လိုက်ပါတယ်ယော်နယ်ဒိုကကိုးသမားရဲ့ဒီလိုမျိုးအမားယွင်းကိုအပိုင်လမ်းမြင်လိုက်တာပါအခုတော့ယော်နယ်ဒိုကဘောလုံးကိုထိန်းချုပ်ဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်အင်အားပြည့်ကိုအသုံးပြုလိုက်ပါတယ်ဒါပေမဲ့ယော်နယ်ဒိုအလှည့်မှာတင်ကိုးသမားကအရှိကနေရုတ်တရက်ပြေးဝင်တားဆီးခဲ့တာကြောင့်ယော်နယ်ဒိုကသူ့ရဲ့တင်းဖော်စီကိုလျှက်တပြက်ပြန်လဲပေးပို့လိုက်ရတာပါအခုအချိန်မှာတော့ဒီအတင်းဖော်အတွက်ကိုးသွင်းဖို့လမ်းကြောင်းပိုင်ပွင့်သွားခဲ့ပါပြီဒါပေမဲ့နောက်ဆုံးစက္ကန့်မှာပဲကိုးသမားကကာကွယ်ပိတ်ဆို့သွားခဲ့ပြန်ပါတယ်အဲ့ဒီနောက်မှာဘောလုံးကယော်နယ်ဒိုရဲ့အတင်းဖော်စီကိုပဲတဖန်ပြန်လဲရောက်ရှိသွားခဲ့တာပါကဲအခုကြည့်လိုက်ပါယော်နယ်ဒိုဟာနောက်ခံလူ9ယောက်ရဲ့ဝန်းရံခြင်းကိုခံထားရပေမဲ့သူကတော့ဒီနေရာလွတ်လေးကိုအပိုင်ကဲခတ်မိသွားခဲ့ပါတယ်အတင်းဖော်ကယော်နယ်ဒိုစီဘောလုံးတင်ပေးလိုက်တဲ့အချိန်မှာတော့ခန်းစစ်မှု3ယောက်ကယော်နယ်ဒိုကိုဖျက်ထုတ်ဖို့အတင်းဖြစ်နေကြတာပါဒါပေမဲ့ယော်နယ်ဒိုကတော့ပါရမီရှင်ကြီးပါပဲယော်နယ်ဒိုကဒီလွတ်ဖြစ်နေတဲ့နေရာလွတ်ထဲကိုလျှက်တပြက်ပြေးဝင်သွားခဲ့ပါတယ်ဘောလုံးကယော်နယ်ဒိုစီရောက်လာတဲ့အခိုက်အတန့်မှာတော့သူကသူ့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုမြေပြင်ကနေ2မီတာကျော်အထိလေထဲကိုမြောက်တက်လိုက်ပြီးတော့ဘယ်ကစားသမားမှသူတို့ရဲ့ကစားသမားဘဝတက်တန်းတစ်လျှောက်လုံးမှာမသွင်းယူနိုင်မဲ့အမခန်းသမိုင်းဝင်ကိုကြီးကိုသွင်းယူသွားခဲ့ပါတော့တယ်